Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ပြောပြပေးမှာကတော့ Atoshi Global အသုံးပြုပုံလေးကိုပြောပြပေးမှာပါအကောင့်ဘယ်လိုဖွင့်ရမလဲဆိုတာမသိတဲ့လူတွေအတွက်ပါအဓိကတော့ကျွန်တော်တို့အရင်ဆုံး Google Play Store ကိုသွားပြီးတော့ Atoshi Global ဒီ software လေးကိုအရင် download ဆွဲပါဆွဲပြီးပြီဆိုတာနဲ့ KYC ဘာညာအစုံတင်ဖို့ပေါ့နော်ကျွန်တော်တို့တစ်ခါလေးတင်ရပါတယ်ပြီးရမယ်ကျွန်တော်အကောင့်ဝင်ဖို့အတွက် software download ပြီးဆိုတာနဲ့အကောင့်ဝင်ရပါမယ်အကောင့်အရင်ဆုံးဝင်ဖို့ကျွန်တော်တို့ဒီလိုပေါ်လာလိမ့်မယ်ဗျာနော်ပြီးလို့ရှိရင်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင် register account သွားမလား register account သွားဘယ်ကိုသွားပါနော်ဒီမှာဒါမှမဟုတ်ဒီအောက်က Google နဲ့ login ဝင်မလားပေါ့နော် Okay အဲ့ဒါကျွန်တော်ကတော့ account ဖွင့်ပြီဆိုတာဖြစ်တဲ့အတွက် Google နဲ့ပဲ login ဝင်လိုက်မယ်ဗျဟုတ်ကဲ့ပါအကောင့်လေးကကျွန်တော်ကဖွင့်ပြီးပြီဆိုတာဖြစ်တဲ့အတွက်အကောင့်ကဖွင့်ပြီးသားပါဒါကတော့ကျွန်တော်ရဲ့အကောင့်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ click mining တွေကျွန်တော်က claim ပြီးတာဖြစ်တဲ့အတွက်ဒါလေးကမပေါ်ဘူးပြမိနစ်စောင့်နေရတယ်ဗျပြီးလို့ရှိရင်ကျွန်တော်နေ့စဉ် auto mine လုပ်ကြပါတယ်ဒီဟာလေးကိုနေ့စဉ်လုပ်ကြပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အကောင့်ဖွင့်ပြီးဆိုတာနဲ့ daily check in စဝင်ရပါတယ်day 1ကနေ day 7အထိပုံမှန်ဝင်ပေးနိုင်ပုံကောင်းပါတယ်ပြီးရင် AD test တွေကြည့်ရပါတယ်အရင်ဆုံးကျွန်တော်တို့ကောက်ဖွင့်ပြီးဆိုတာဒီ reward ထဲမှာပေါ့နော်reward ထဲမှာဒီက reward ထဲမှာပေါ့နော် okay ဒီ test နှစ်ခုပေါ့နော် test နှစ်ခုကိုတေချာလုပ်ကြပါမယ်မခဲရင်ပါဘူးအရင်ဆုံး Telegram channel ကိုသူတို့ channel ကို join ပေးရမယ်ပြီးရင်သူတို့ရဲ့ Twitter account ကို join ပေးရမယ်ဒါပါပဲ Twitter မရှိလို့ရှိရင်လည်းရပါတယ်ဒီတိုင်းပဲနှိပ်ပြီးပြီးတော့မိနစ်ဆောင်ပေးရပါပြီ Okay ကျွန်တော်တို့အကောင့်ဖွင့်ပြီဆိုတာနဲ့ကျွန်တော်ဘာဆက်လုပ်ကြမလဲဆိုတော့ invite code ထည့်ရမယ်ဗျ invite code ကကျွန်တော်ကတော့invite ကိုကျွန်တော်ထည့်ပြီးပြီဆိုတဲ့အတွက်ကျွန်တော်ကတော့မပြတော့ပါဘူးအရင်ဆုံး invite code ထည့်ဖို့အတွက်ကဒီမှာဝင်ရပါတယ်သူက invite code ထည့်မယ်ဆိုလို့ရှိရင်10ရက်ပဲအချိန်ရပါတယ်10ရက်အတွင်းမှာမထည့်လို့ရှိရင်ဘောနပ်2300မရပါဘူး Okay ပါကျွန်တော်ရဲ့ balance ကြည့်ရအောင်ကျွန်တော်ရဲ့ balance က4,22,000အထက်မှာရှိပါတယ်ကျွန်တော်တို့ဒါငွေထုတ်လို့ရပြီလားဆိုတော့လောရတော့မရသေးပါဘူးလစဉ်တိုင်းလကုန်ရက်30ရက်နေ့မှာသူတို့ဘက်က qualify ပါတဲ့လူတွေကိုထုတ်ခွင့်ပေးတယ်ဗျ Okay qualify ကဘယ်လိုပါလဲဆိုလို့ရှိရင်ကျွန်တော် invite လုပ်ကြတယ် invite လုပ်ဖို့အတွက်ကျွန်တော်တို့ကဘယ်လို qualify ပါအောင် invite လုပ်မလဲဆိုလို့ရှိရင်အနည်းဆုံးတစ်လကိုဖြစ်ဖြစ်အနည်းဆုံး4ယောက်ရအောင်ရှားပါမယ်အနည်းဆုံး4ယောက်ဆိုတာကတော့ KYC level 1 level 2အောင်ထားတဲ့ဒီအပေါ်ကပါနော်ဒီလို level 1 level 2အောင်ထားတဲ့ user ရှားမှာပါ Okay level 1 level 2အောင်ပြီးတော့ daily check in 3ရက်အနည်းဆုံးဝင်ထားတဲ့လူဖြစ်တာနဲ့ဒီမှာကျွန်တော်တို့က verify ADS ကိုရရှိမှာပါ Okay verify ADS ရရှိပြီဆိုတာနဲ့အနည်းဆုံးကွာတဲ့လူ4ယောက်အထက်ပို့ချနိုင်နေကောင်းနေပါပဲအဲ့တော့ကျွန်တော်တို့ top 1ကနေအယောက်900အတွင်းကိုသူကဘောနပ်ပေးတယ်ဗျဘယ်လိုပေးလဲဆို top 1 to 3က9000 ADS ဒေါ်လာ50တန်နဲ့ဒေါ်လာ900တန်နဲ့ပေါ့နော် Okay 4 to 10နောက်တစ်ခုတက်ပေးရဗျကျွန်တော်တို့ကဘယ်လိုလူ4ယောက်အနည်းဆုံးရှာမယ်ဆိုလို့ရှိရင်ဘယ်ကိုဝင်မလဲဆိုတော့17ယောက်ကနေအယောက်900အတွင်းကိုဝင်မယ်အဲ့တော့ ADS 900ဒေါ်လာ50လစဉ်တိုင်းထုတ်ခွင့်ရမယ်တစ်လကိုလူ4ယောက်ရှာရုံပဲအဲ့တော့ကျွန်တော် invite လုပ်က invite code ကိုတခြားထည့်ပါ invite code ကိုတခြားထည့်ပဲ invite code မထည့်ရင်တော့ဘောနပ်မရပါဘူးဒီမှာပါဒီမှာထည့်ရမှာပါကျွန်တော် invite code ချပေးထားပါမယ် Okay ဒါဆို Atoshi Global အကြောင်းပါ KYC တင်ပြီးအစုံတော့KYC level 2 level 1တင်ပြီးအစုံကိုကျွန်တော်ရဲ့ channel နဲ့ Facebook account မှာတင်ပေးထားပါတယ်link တစ်ခုချင်းစီလည်းချပေးထားပါတယ် post မှာအဲကြောင့်မို့တခြားလေးလိုက်လုပ်ပြီးတော့တစ်လကိုလူ4ယောက်ရှာရုံနဲ့ဒေါ်လာ50 2သိန်းကျော်လစဉ်တိုင်းထုတ်သွားဖို့အတွက်မျှဝေလိုက်ပါတယ်ဗျကျေးဇူးတင်ပါတယ်